ပတ်ပူကိုလက်စားချေဖို့အတွက်ဦးလေးကြီးဟာဒီလိုမျိုးအောက်တန်းကြတဲ့အလုပ်ကိုလုပ်မယ်ဆိုတာဘယ်သူမှအိမ်မက်ထဲတောင်မထင်ထားခဲ့ကြပါဘူးဦးလေးကြီးကသူ့သမီးကိုပြောပါတယ်သမီးရဲ့စခန်းသွားပြီးပတ်ပူကသမီးကိုအတက်မကျင့်ဖို့စူးစမ်းခဲ့တယ်လို့ပြောရမယ်အကယ်၍မပြောဘူးဆိုရင်ငါရဲ့အသက်မဲ့နေတဲ့မျက်နှာကိုပဲမြင်ရလိမ့်မယ်လို့ပြောရတယ်ကံမကောင်းရှာတဲ့မိန်းကလေးဟာမပြောချင်ဘဲနဲ့မတက်တာပဲရဲတွေရှေ့မှာလိမ်ပြီးထွက်ဆိုလိုက်ရပါတယ်ဒီစကားကိုကြားပြီးနောက်ရဲတွေကပတ်ပူကိုဖမ်းဆီးလိုက်ပါတယ်ဦးလေးကြီးဒီလိုအောက်တန်းကြတဲ့အပြုအမူမျိုးလုပ်လိုက်မယ်လို့ပတ်ပူကမယုံကြည်နိုင်ဖြစ်နေပါတယ်အမူကဦးလေးကြီးကိုအမှုရုပ်သိမ်းပေးဖို့တောင်းပန်ပေမဲ့စိတ်ထားမကောင်းတဲ့ဦးလေးကြီးကတစ်ဆက်ကလေးမှနားမထောင်ပဲဒေါသနဲ့အိမ်ပြင်ကိုမောင်းထုတ်လိုက်ပါတယ်နောက်တစ်နေ့မနက်မှာတော့ဦးလေးကြီးရဲ့သမီးဟာသူ့အမကိုသိရှိနားလည်သွားပါတယ်သူကိုယ်တိုင်ရဲစခန်းကိုသွားပြီးတိုင်ကြားချက်ကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်အားလုံးအိမ်ပြန်ရောက်တဲ့အခါမိန်းကလေးရဲ့အန်ကဲအမေဘက်ကဦးလေးသူငယ်ချင်းဟာပတ်ပူကိုမြင်တာနဲ့ဆဲဆိုခြင်းမောင်းပါတော့တယ်ဒါပေမဲ့အမူကပတ်ပူကိုအပေါ်ထက်ကိုခေါ်သွားပါတယ်ဒါပေမဲ့အဲ့ဒီလူကပတ်ပူကိုဆဲဆိုနေတော့မှပဲပတ်ပူဟာဒေါသထွက်ပြီးအောက်ကိုဆင်းလာကအဲ့ဒီလူတွေအားလုံးနဲ့ရန်ဖြစ်ပါတော့တယ်သူတို့အားလုံးကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှင်ကရောက်လာပါတယ်နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့နောက်ပိုင်းမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်